ပရိုစိတ်အောင်တအုံမှာအဓိကအရေးကြီးဆုံးပရိုစိတ်အမျိုးအစား၃မျိုးရှိပါတယ်။နံပါတ်၁ကတော့ပရိုစိတ်ဘရင်မကြီးပါပရိုစိတ်ဘရင်မကြီးဟာဥဥတဲ့တာဝန်ကိုအဓိကယူပြီးသားလောင်းထုတ်လုပ်ရေးမှာအဓိကပါဝင်နေပါတယ်။အတိုက်တစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်တဲ့အပြင်တခြားပရိုစိတ်တွေထက်အသက်ပိုရှည်ပါတယ်။ဒုတိယအမျိုးအစားကတော့ပရိုစိတ်အလုတ်သမားပဲဖြစ်ပါတယ်။ပရိုစိတ်အလုတ်သမားအများစုဟာအမတွေဖြစ်ကြပြီးတော့အစာရှာတာအတိုက်ဆောက်တာနဲ့ဘရင်မကိုပြုစုတာတွေလုပ်ဆောင်ကြပါတယ်။တတိယအမျိုးအစားကတော့ပရိုစိတ်အဖိုတွေပဲဖြစ်ပါတယ်။ပရိုစိတ်အဖိုတွေရဲ့တစ်ခုတည်းသောတာဝန်ကဘရင်မနဲ့မိတ်လိုက်ဖို့ဖြစ်ပြီးမိတ်လိုက်ပြီးရင်တေဆုံးသွားလေးရှိပါတယ်။ပရိုစိတ်တွေဟာစကားမပြောနိုင်ပေမဲ့ pheromones လို့ခေါ်တဲ့ဓာတုဗေဒအနံ့တစ်မျိုးကိုအသုံးပြုပြီးတစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်ကြပါတယ်။အစာတွေ့တဲ့အခါလမ်းကြောင်းတစ်လျှောက်အနံ့ဆွဲအောင်လုပ်ထားခဲ့ပြီးတခြားပရိုစိတ်တွေကိုခေါ်ဆောင်လာတတ်ပါတယ်။ပရိုစိတ်တစ်ကောင်ဟာသူ့ရဲ့ခန္ဓာကိုယ်၄ချိန်ထက်အစာပေါင်း10ကနေ90အထိပိုလေးတဲ့အရာတွေကိုမာနိုင်စွမ်းရှိပါတယ်။ပရိုစိတ်တွေဟာအသက်ရှူဖို့အတွက်အဆုတ်မပါကြပါဘူး။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုရဖို့ဘေးဘက်အပေါက်လေးတွေကနေတဆင့်အသက်ရှူကြပါတယ်။ပရိုစိတ်တွေဟာအဆုတ်ပြင်နားပါမပါကြပါဘူး။သူတို့ဟာနားမရှိဘူးဆိုပေမဲ့မြေကြီးရဲ့တုန်ခါမှုကိုကြည့်ပြီးအန္တရာယ်ရှိတဲ့အခြေအနေတွေကိုသိရှိနိုင်ပါတယ်။ပရိုစိတ်တွေဟာတဘာဝပတ်ဝန်းကျင်ကိုအထောက်အကူပြုပြီးဂေဟစနစ်ကိုမပျက်စီးစေတဲ့တိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။